တကယ်ချင်းများအလုံးမြင်ကြလာပါတော့ဒီမှာငါရှိရင်လည်းချက်စားမယ်နော်အခုကျွန်တော်ပါဝင်တဲ့ပစ္စည်းတွေပါနော်ငါရှိတွေကျွန်တော်လောက်ထားပြီးပြီရေထေရှာစေးထားပြီးပြီနော်ကဲစီထည့်မယ်စနေမဟုတ်နော်အနေငယ်မယ်နော်ပြီးရင်ထောင်းထားတဲ့ငရုတ်ပြီးငရုတ်ဆောင်တွေထည့်မယ်နော်ချက်တုံကြီးချက်တုံဖြူတွေနော်ပတဲ့ကော်တွေကျွန်တော်ထောင်းထားတဲ့အထဲမှာနော်တမအောင်ွှဲလိုက်မယ်နော်သူရအနာနှွှဲလာပြီဆိုရင်ကျွန်တော်တို့ငါရှိတယ်ထည့်လို့ရပြီเนาะတကယ်ချင်းတော့ကဲကျွန်တော်တို့ခဏလောက်နှွှဲလိုက်မယ်ကဲသူရဲ့အယောင်တွေတက်လာပြီဆိုရင်ကျွန်တော်တို့ဟိုငရုတ်ဆောင်ရေးပါเนาะကျွန်တော်တို့နည်းနည်းလောက်ထည့်လိုက်မယ်ပတဲကောအနုလေးเนาะကျွန်တော်ပပလေးလှီးထားတယ်ကျွန်တော်ပြန်ထည့်တယ်ပြီးရင်ဟိုငံပြာရည်เนาะကျွန်တော်တုံးထားဟိုစမတုံးเนาะငံပြာရည်ချူမောက်အနေငယ်เนาะပြီးရင်မကြီးရပါเนาะတကယ်ချင်းတို့ကဲဒါအရွက်လေးထည့်တော့မယ်ဒီအရွက်ဆိုရင်เนาะကျွန်တော်မြန်မာလို့ဆိုခေါ်မတတ်ဘူးထိုင်းလို့ဆိုရင်ဟိုဖယ်လို့ခေါ်တယ်เนาะဒါငါရှိဟင်းတို့ငါဟင်းတို့ငါကူဟင်းတို့ဆိုရင်ကျွန်တော်တို့ထဲလို့ကောင်းတယ်သူရဲ့အညီနဲ့အကောင်လုံးသူပျောက်သွားတယ်เนาะဒါနန်းပြေရှာနန်းပြေမှာเนาะကဲကြက်ပြေเนาะတကယ်ချင်းတို့ပကားနဲ့မှာခတ်ထည့်မယ်ကဲစားလို့ရပြီเนาะတကယ်ချင်းတို့nhỏ nào rồi qua သူရအနာနဲ့မွေးနေ share ပဲเนาะတူတူစားကြလို့ရတယ်เนาะတကယ်ချင်း